အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သင်ပြချင်တဲ့အကြောင်းအရာတော့ Courage Clef Mask ဆိုတာအသုံးပြုနေ Photoshop file CS file မှာဘယ်လိုအသုံးပြုမလဲဆိုတော့ကျွန်တော်ကြည့်အောင်ဒီကောင်ကတော့သုံးရတာလည်းအဆင်ပြေပါတယ်အသုံးလေးအများကြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စာလုံးထဲမှာဓာတ်ပုံကတ်တာဘယ်လိုကတ်မလဲဆိုတော့အဲ့ဒါလေးကိုကြည့်အောင်ပါကျွန်တော် Photoshop CS file ကိုဖွင့်လိုက်ပါပြီဒီမှာကျွန်တော်ကတော့အမြဲတမ်းယူနေကြပေါ့နော်စာရွက်တော့ကျွန်တော်ယူထားပါပြီအလေးတကူရအောင်ဆိုပြီးတော့အဲ့ဆိုကျွန်တော်ဒီတစ်ခါဓာတ်ပုံယူပြီးဓာတ်ပုံယူလာတော့အကုန်လုံးမြင်တဲ့အတိုင်းပဲကျွန်တော်တို့ဘယ်ကတော့ယူမှာလဲဆိုတော့ file ကနေပြီးတော့ကျွန်တော်တို့ open နေရဓာတ်ပုံတော့ယူမယ်ကျွန်တော်တို့မိမိဓာတ်ပုံဘယ်မှာထားမှာလဲစိတ်ခတ်မှာထားလားဒီခတ်မှာထားလားတခြားတနေရာမှာထားလားကျွန်တော်ကတော့အလေးတကူယူလို့ရအောင်ဆိုပြီးတော့ဓာတ်ပုံကိုကျွန်တော်က desktop ပေါ်မှာတင်ထားပါတယ်ကျွန်တော်ဓာတ်ပုံကိုယူလိုက်ပါပြီဟုတ်ပြီ open ဟုတ်ပြီနော်အဲ့ဆိုကျွန်တော်ဒီပုံကိုခွဲရဒီလိုကစာခွဲလိုက်နော်ဟုတ်ပြီဒီဓာတ်ပုံကိုကျွန်တော်ဒီဘက်ကိုကူးလိုက်ပြန်ပြီနဲ့ပင်နဲ့ slash အမ all ကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီဘက်ကိုတားလေးဆွဲလိုက်ပါဖြစ်ဖြစ်ဒီပုံလေးကိုဖြည့်လိုက်ပါမယ်နော်ဒီမှာကျွန်တော်တို့ဓာတ်ပုံဆွဲတွေကအမြဲတမ်းကျွန်တော်ပြောနေကြအတိုင်းပဲနော်ကျွန်တော်တို့ဗာနှိပ်ရမှာလဲ shape ကိုနေပြီးတော့အသားလေးနှိပ်ပြီးတော့ဆွဲယူပါအသားလေးနှိပ်ဟုတ်ပြီနော်အဲဆိုဓာတ်ပုံစောင်းတာတော့ကောက်တာတော့မရှိတော့ဘူးတော့ဆွဲယူလိုက်ပြီနော်ဒီမှာဆွဲယူလိုက်ပြီဖြည်းဖြည်းလေးဆွဲလိုက်ကိုလိုတလအနေထားလေးတစ်ခုရအောင်ဆွဲယူလိုက်ပါဟုတ်ပြီနော်ဒီမှာပြီးတော့ကျွန်တော်ဒီနာကာလာလေးတရောလောက်ထည့်ကြရအောင်ဗျာဘယ်လိုထည့်မလဲဆိုတော့ကျွန်တော်ဒီမှာရွေးလိုက်ပါကိုမိမိကြိုက်တဲ့ကာလာလေးတရောဒီမှာပေါ့နော်ကျွန်တော်ဒီမှာရွေးထားပြီးကျွန်တော်အဆင့်ရောကြိုက်တဲ့ဆိုပြီးအဆင့်ရောကိုကျွန်တော်ရွေးထားပါတယ်ဗျာအဆင့်ရောဒီဘောက်လေးကိုတက်တဲ့ကကျွန်တော်ဒီမှာပါပါတယ်ဗျာမြင်နော် rectangular tool ပြီးတော့သူကိုယူလိုက်ပါပြီးလို့ရှိရင်ဒီလိုလေးဆွဲချလိုက်ပါဖြည်းဖြည်းလေးဆွဲချလိုက်ပါကိုလိုတော့မှာကာလာလေးဖြစ်တော့ပါပြီအဲ့ဒါကျွန်တော်တို့စာရေးကြအောင်ဗျာကျွန်တော်လိုချင်တာကနေပြီးတော့စာလုံးထင်းမှာကျွန်တော်ဓာတ်ပုံကိုကတ်မှာဘယ်လိုကတ်မလဲဆိုတော့ကြည့်အောင်ပါစိတ်ဝင်စားဖို့လည်းအရင်ကောင်းပါနဲ့တခြားလေးကြည့်တာပါဟုတ်ပြီနော်ကျွန်တော်တို့ဒီမှာ T ကို right click တစ်ချက်ထောက်လိုက်ပါဟုတ်ပြီနော်ဒီမှာတစ်ချက်ထောက်လိုက်ဒီ T လေးကိုယူလိုက်ပါဗျာဟုတ်ပြီနော်ကျွန်တော်ရေးပါပြီဟိုမှာရေးပြီစာလုံးချက်ကိုနည်းနည်းညီငယ်လိုက်ဗျာကျွန်တော်စာလုံးစစ်ကို60ဟုတ်ပြီနော်ရေးပြီတခြားလေးကြည့်တာပါရေးပြီယူလိုက်နေယူအန်အီအန်လာအိုင်ဂျီအက်ဟုတ်ပြီနော်ကျွန်တော်ဒီမှာရေးလိုက်ပါပြီ NEW New Light Computer ပြီးတော့ Center လို့ကျွန်တော်ရေးလိုက်ပါမယ်Center CENTER Center ဟုတ်ပြီနော်ဒီမှာကျွန်တော် New Light Computer Center ဆိုပြီးတော့အလင်းသေး Computer Center ဆိုပြီးတော့ကျွန်တော်ရေးလိုက်တယ်ဗျာကျွန်တော်လိုချင်တာကနေပြီးတော့ဒီအထင်းမှာနေပြီးတော့ကျွန်တော်ကစာလုံးကတ်မယ်ဒီထင်းမှာစာလုံးကတ်မယ်ဘယ်လိုကတ်မလဲဆိုတော့တခြားတဲ့ကြည့်အောင်မနော်စာလုံးကတ်မယ်ဒီမှာကျွန်တော် NEW New Light Computer Center ဆိုပြီးကျွန်တော်ရေးထားတယ်ကြည့်ပြီးကျွန်တော်ဒီမှာစာလုံးကတ်မယ်ဒီလိုလိုက်တစ်ချက်ထောက်လိုက်ပါဟုတ်ပြီနော်ဒီလိုဖြစ်သွားပါပြီကျွန်တော်ဒီလိုဖြစ်သွားတဲ့အခါကြားလို့ရှိရင်ဘယ်ဝင်မလဲဆိုတော့တခြားလေးကြည့်အောင်ဘယ်ဝင်မလဲဆိုတော့ဒီမှာ layer ကိုမြင်နှိပ်ပါမြင်တယ်နော်မ layer နှိပ်လိုက်ပါဒီမှာ layer ဟုတ်ပြီနော် layer မြင်တဲ့အခါကြားလို့ရှိရင် layer ကိုဒီဘက်လေးရွှေ့လိုက်မှာနယူလေးကိုဒီဘက်လေးအသားလေးဆွဲလိုက်ပါဒီမှာနယူဒီမှာပေါ်နော် layer plus coffee ဒီ coffee လေးကိုနှိပ်လိုက်ပါဟုတ်ပြီဟောနော်ဒီတိုက်တစ်ချက်လိုက်ပါကျွန်တော်တို့အသားလေးဆွဲတင်လိုက်ပါဒီမှာနော်ပါလာပါပြီဒီမှာနော်ဒီမှာအယောထက်နေကကြတော့မမြင်ရသေးဘူးကျွန်တော်အပေါ်ကိုတင်ပေးမယ်ဒီမှာပေါ်ပြီစာဒီမှာနော်စာဒီမှာပေါ်ပြီဒီမှာစာပေါ်ပြီဒီမှာခလေးရုပ်တွေလေးပေါ်ပါလာပါတယ်တခါတည်းနော်ကျွန်တော်တို့အဲ့ဒါကိုဒီမှာမထင်မှာဒီမှာနော်ဒီမှာစာလုံးတွေမှာကျွန်တော်တို့ခလေးရုပ်တွေဝင်သွားပါပြီအဲ့ဒါကျွန်တော်အပေါ်ကအသားလေးနဲ့ဒီကိုတွင်းလိုက်မယ်ဟုတ်ပြီကြည့်ထားပါဝင်တော့ပါစေပါပြီးအက်ကလာကိုဝင်တော့ပါစေပါပြီးကျွန်တော်တို့အက်ကလာကိုနေပြီးတော့နောက်တစ်ဆက်နဲ့ထွက်ကြရအောင်ဒီမှာ
ဒီအထည့်ကိုဝင်တော့ပြီဗျာစာလုံးကကျွန်တော်တို့ဘယ်လိုလုပ်မလဲအဲ့ဒါကိုနေပြီးတော့ကျွန်တော်တို့အပေါ်ကိုဘယ်လိုတင်မလဲဟုတ်ပြီနော်စာလုံးကိုကျွန်တော်တို့ဘောင်းမမြင်ရတော့ဘူးအပေါ်ကနေပြီးတော့အစင်းရဘောင်းလေးစီးတဲ့တခါကျကျွန်တော်တို့ဘောင်းမြင်ရတော့ဘူးအဲ့ဒါကိုကျွန်တော်ဘယ်လိုလုပ်မလဲတင်မှာကြည့်လိုက်ပါဗျာတင်မှာနော်200နဲ့နေပြီးတော့ကျွန်တော်ရှမ်းနဲ့နေပြီးတော့ပေါက်လိုက်တဲ့ခါကြာလို့ရှိရင်စာလုံးအပေါ်ရောက်တော့ပါလိမ့်မယ်ကြည့်တာပါပေါက်ပြီဟုတ်ပြီနော်မြင်ရပါတယ်ကလေးတွေမျက်စိတွေမြင်ရတယ်စာလုံးကြားတွေကိုလည်းတည်တည်ချာချာမြင်ရပါတယ်အကုန်လုံးကျွန်တော်လုတ်တက်လိမ့်မလို့ထင်ပါတယ်အကုန်လုံးလည်းကျွန်တော်မျှော်လင့်ပါတယ်အကုန်လုံးကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်